ရှောင်ဘဝကိုရောက်သွားမှာနော်အဲ့တော့ဘယ်ဟိုမှမပြေးကြပါနဲ့လို့နော်ကိုယ့်ရဲ့အိမ်မှာပဲဘိုးနေမြဲကြားနေမြဲနေကြပါနော် Welcome to BYN Channel အောင်ဗီဒီယိုလေးတွေကိုပြန်လဲမျှဝေတင်ဆက်ပေးလိုက်ပါရရှင်မင်္ဂလာပါဒီနေ့လာရှိုးနော်လာရှိုးကစစ်တီတွေပြန်ခေါ်ထားလိုက်ပါတဲ့ဟာပဲရမယ်လို့နော်အဲ့တော့လာရှိုးနေမိမပြည်သူများတခုပြောချင်တယ်ပထမတစ်ခါတော့လို့နော်အိုးပြစ်အိမ်ပြစ်မိမိရဲ့ဥစ္စာပစ္စည်းတွေကိုပြစ်ပြီးတော့ကားတွေဆိုင်ကယ်တွေနဲ့ထွက်မပြေးကြပါနဲ့နော်ဘိုးနေမြဲကြားနေမြဲနေကြပါခမည်းတော်အဲ့လိုမျိုးထွက်ပြေးသွားမယ်ဆိုလို့ရှိရင်ခမည်းတော်အိမ်မှာကြံခဲ့တဲ့ပစ္စည်းတွေကားတွေထိုလာကြီးတွေနဲ့ဖင်ထိုးပြီးတင်သွားလိမ့်မယ်နောက်မှတော့တတ်မတော်အားလို့မပြောနဲ့နော်အဲ့ဒီတော့ခမည်းတော်ပစ္စည်းတွေလည်းဆုံးရှုံးမယ်နော်အိမ်ကတော့ကြာမှာပေါ့ဗျာနော်ပစ္စည်းတွေလည်းဆုံးရှုံးမယ်ခင်ဗျားတို့ရဲ့ဘဝလေးကဘာဖြစ်သွားမယ်ထင်လဲစစ်ရှောင်ဘဝကိုရောက်သွားမှာနော်အဲ့တော့ဘယ်ဟိုမှမပြေးကြပါနဲ့လို့နော်ကိုယ့်ရဲ့အိမ်မှာပဲဘိုးနေမြဲကြားနေမြဲနေကြပါနော်တမတော်ရက်လည်းလုံနေပါလေအခုဆိုအင်အားတွေအလုံးရင်းနဲ့လာရှိုးကိုဖြည့်ထားလိုက်ပြီနော်ဘာမှမပူကြနဲ့နောက်တစ်ခုမိုးပြောမယ်ကိုယ့်ရဲ့လာရှိုးမြို့မှာကိုယ့်ရဲ့ဒေသလေးမှာကိုယ့်ရဲ့အိုးနဲ့အိမ်နဲ့ဥမကွဲတိုက်မပြက်မိသားစုတွေနဲ့နေချင်းနဲ့အေးစစ်စစ်နေချင်းနဲ့ဆိုလို့ရှိရင်တက်မတော်ကြီးနဲ့မြမတက်မတော်ကြီးနဲ့လက်တွဲပါလို့မိုးပြောချင်တယ်နော်ဘာမှထွက်ပြေးစရာမလိုဘူးနော်အရှင်တစ်ခါတော့ရရင်ရလိမ့်မယ်နော်စစ်တပ်ကနော်ငလင်တန်နဲ့ဘာနဲ့ဆိုတဲ့ခါကျတော့အလုရှုပ်နေတဲ့အတွက်ကြောင့်မို့အရင်တစ်ခါတော့ရရင်ရလိမ့်မယ်ဒီတစ်ခါမရဘူးနော်ကြိုက်တဲ့နေရာကြိုက်တဲ့လမ်းတက်လာခဲ့ဝေဟင်မှာရောမြေပြင်မှာရောအင်အားအလုံးရင်းဖြည့်ထားပြီးသားအဲ့တော့လာရှိဟိုနေပြည်သူဒီမိဘပြည်သူများကိုလည်းမိုးပြောချင်တယ်ကိုယ့်ရဲ့အိမ်မှာပဲအိုးမကွာအိမ်မကွာမိသားစုတွေနဲ့တိုက်ဝင်းနေချင်းပါတယ်ဆိုလို့ရှိရင်ကြားတဲ့နေရာကနေပြီးတော့သတင်းပို့ပါသတင်းပေးပါကျမတို့မြမတက်မတော်ကြီးနဲ့လက်တွဲပါလို့မိုးပြောချင်ပါတယ်နော်ကြောက်စရာမလိုပါဘူးအဲ့လောက်ပါပဲနော်ဒါလေးတက်ပြောတာပါနော်